Okay, Zebu. Hello. Your mom won't do something. Okay, what's up? Your mom won't massage. Charlie, you must. She man on my team. In what? Okay. And you say where the sign hello. Yeah, no, but they always have Drusima, Shima, Bimo. Oh my God, come on. Okay, Zebu, Jesus, where are shiny? No problem. You're welcome. What's up, my dunya, my time view. Okay, my money where baby a good time sorrow man. Okay, all right, let's take these out one by one. The Kuji. Ngapyo, Sanoy Makin. Oh no, Tagubin. Oh yes. Oh no, Tagubin. Yes. This is Mama no vitamin. Sweet man, Debea meaning is golden rice. Golden rice. Now song ba le. Daga. Zimalaya. Ngapyo Kaunyin Ho. Oh my dear. Ngapyo Kaunyin Do. Ngapyo Sanoy Makin Kesaji man. Nice. Mmm. I know the taste and I'm not gonna try it. Dear, I'm sorry. No. So good. Not a big fan. Okay, let's do Basam. So Next. who like this? Yeah. Okay, let's try this. This is coconut sago. Just coconut cream on top and yeah. Okay, let's go. I love it. Double load out. Boa ono. Ono ma to. Cho. Load out. Loaded. Digera. Yeah. Oh my god. That's actually man. I have a vlog, but I don't Oh, the lonely inside it. sago Oh, အဲ့တာကူပဲနည်းနည်းပြော့ရင်ပြော့သွားမယ်မာရင်မာသွားမယ်လှုပ်တာကတော့လှုပ်လို့ရတယ် Nice It's the best. This is better. Yep Okay. This one is 4.5. These are 4.5 bay man. These are 5. This one 5 for sure. တော်တော်ရတာရှိရပါ Yep This is so good ချိုတော့ချိုရဒါပေမဲ့နည်းနည်းလေးပဲချိုရ It's just the right amount. Yep တကယ်ကို After this I don't think I'm able to gym Okay, next one ကရွှေသမင်းပြီးတော့အုံးသီးပါတယ် Yep Golden rice with some shaved coconut Okay, after you. Oh ကောင်းလား love it 5 out of 5 Really? Yeah I love itမြန်မာအမောကတကယ်ဒီဥစ္စာတရုတ်လိုလည်းရတယ်ဒါပေမဲ့ different it's different Yeah it's sweeter တစ်မျိုးပဲ ချိုးတယ်ပိုကောင်းတယ် ပိုလည်းကောင်းတယ်ကောင်းခြင်းကပို့ပြီးတော့ဟိုဖြစ်တယ် In my opinion it's not sweeter it's just ပိုချိုရမဟုတ်တယ်ဒါပေမဲ့ပိုကောင်းတယ် ပိုကောင်းတယ် Okay I can't eat anymore ရွှေသမင်းအရင်ကောင်းတယ်မကြံသေးရနော်တကယ်ဒါကိုတစ်နေ့လုံးစားလို့ရတယ် I could eat this all day. Okay, နောက်ဆုံးတစ်ခုနောက်ဆုံးပါလဲဇင်မလဲအဲ့ဒါအမကြီးနာမည်ချင်း I think so ငါပြောကောင်းရင်တော့ Okay ဟိုကောင်းခြင်းပေါင်းမကောင်းခြင်းကိုငါပြောနေကောင်းခြင်းဟိုဟာထဲမှာပေါင်းတာအရင်ကောင်းတယ် ဟုတ်လား အဲ့မဲ့များတော့များနေပြီကျွန်တော်စားတာ စားနိုင်ပါတယ်စပူ ခုနလေးမှအဲ့ဒါ we just had lunch ခုနလေးမှ သမင်းနေစားတာသမင်းစားပြီးအချိုစားရမှာပေါ့ ချိုးဖို့ times 4 ဟောဒီမှာနှစ်ထုပ်ပါတယ် we can share one Yeah, okay ကဲကောင်းရင်တော့အကြီးပဲ Yep တကယ်မြန်မာ style စင်ကာပူမှာလုပ်ထားတာဆိုတော့ Yeah I don't know what to do with it You guys go No first just take a bite Don't try Chola Not the sweet
but it's still good. I think I like everything that is like glutinous rice and sweet. Yeah, me too. You don't like it? No. ဒီအနီတော့မချိုးဘူးဒါကြတော့ဒီကောင်းကြီး flavor ကိုရမ်းကြိုက်တယ် ဟုတ်တယ်ကောင်းရင်းကောင်းတာ ကောင်းကြီးတော့ဗာတကယ်ဆန်မဲ့နော် ဟုတ်တယ်ကောင်းရင်းဆန်လို့ခေါ်ဟုတ်ပြီမရတော့ပိုက်တယ်တဲ့လို့မရတော့တော်ပြည့်နေပြီ စကူကတော့ပြည့်သွားပြီဒီမှာတော့ချအောင်မယ် ချာ ကဲ rate ကောင်းကြီးပေါင်း score from 5 I think can be better ဟိုနည်းနည်းတိတ်ပြီးတော့အကောင်းကြီးထဲမှာမပါဘူးသူဒီလိုမျိုးတစ်ချက်ကောင်းတဲ့ဟာတွေစားဘူးတော့2 out of 5 နဲလိုက်လား like they didn't do it well like တေချာမလုပ်ထားတယ်လို့မျိုးလေကောင်းတာတော့ကောင်းတယ်ကောင်းကြီးကလည်းကောင်းတယ်ငါပြောတာတိတ်မချိုး ဟုတ်တယ်မချိုးဒါပေမဲ့မချိုးတာကိုကြိုက်တယ်ဆိုရင်တော့ မချိုးတာကြိုက်ရင်တော့ကောင်း ကိုကတော့ I give it 3.5 ဒါပေမဲ့ okay favorite ကတော့အကုန်လုံးသဘောတူရှင်ဒါကအကြိုက်ဆုံးနောက်တစ်ခါဒါနှစ်ဘူးဝယ်ရမယ် second ဒုတိယအကြိုက်ဆုံးကဒါရွှေသမင်းအဲ့ဒါပထမအကြိုက်ဆုံးကဘာခေါ်လဲ it's သုံးတော့တာကူအကြိုက်ဆုံးဒုတိယအကြိုက်ဆုံးကရွှေသမင်းတတိယအကြိုက်ဆုံးကဒီစနွေးမကင်း ငါပြောစနွေးမကင်း ပြီးတော့နောက်ဆုံးကငပြောကောင်းကြီးကဲကျေးဇူးအများကြီးတင်ပါတယ်စပူ ကျေးဇူးများတင်ပါ Thank you for taking me there စပူမခေါ်လို့ရှင်တွေ့မှာမဟုတ်အဲ့ဒီဆိုင်ကဒီအရွက်တွေပဲရောင်းတာကျွန်တော် I just said I can't eat anymore I'm taking another bite